အချစ်ကိုရွေးမလားလူကိုရွေးမလားအပိုင်းတစ်အိမ်မက်များစွာနဲ့မိန်းကလေးတယောက်တီရီဆိုတာတက်ကြွနဲ့မိန်းကလေးတယောက်ပါသူ့ရဲ့မနက်ခင်းတွေကကော်ဖီနဲ့တင်းနဲ့စာအုပ်ပုံတွေကြားမှာစာတင်လေးရှိတယ်သူကတာမန်ဝန်ထမ်းဘဝမှာပဲရက်တက်မနေခြင်းဘူးသူ့မှာကိုယ်ပိုင် brand တစ်ခုတီထောင်ခြင်းတဲ့ကြီးမားတဲ့အိမ်မက်ရှိတယ်အဲ့ဒီအချိန်မှာသူ့ဘဝတဲကိုကောင်းရောက်လာခဲ့တာပေါ့ကိုကောင်းကတကယ်ကို romantic ဆန်တဲ့အမျိုးသားပါတီရီနေမကောင်းရင်စံပြုတ်လေးပြုတ်ပေးတတ်တယ်တီရီစိတ်ငင်းရင်တချင်းလေးတွေဆိုပြတတ်တယ်သူတို့ရဲ့အချစ်ကအယမ်းကိုချိုမြင်လွန်းလို့ပတ်ဝန်းကျင်ကတော့အားကျရတဲ့အထီးပဲဒါပေမဲ့အဲ့ဒီချိုမြင်မှုတွေနောက်ကွယ်မှာတီရီတရံသေးပဲတီးတဲ့ဟာကွက်ကြီးတစ်ခုရှိနေခဲ့တယ်အပိုင်းနှစ်အတူတူလောခတ်ချင်တဲ့လေငင်တီရီကသူ့အိမ်မက်တွေကိုကိုကောင်းနဲ့အမြဲတမ်းမျှဝေတယ်ကိုကောင်းဒုနီယောက်အတူတူစုဆောပြီးနေကလက်မှုပစ္စည်းတွေကိုနိုင်ငံတကာရအောင်လုပ်ကြရအောင်ကိုကောင်းကစီးရင်ပိုင်းကိုကူညီတီရီကမားကတ်တင်းကိုတာဝန်ယူမယ်လေလို့အမြဲတိုင်ပင်တယ်ကိုကောင်းကတော့တီရီပြောတာကိုပြုံးပြီးနားထောင်နေတတ်ပေမဲ့တကယ်တမ်းလုပ်ရမယ်အချိန်ကြတော့တီရီရဲ့အခုလေတို့အဆင်ပြေနေတာပဲအေးဆေးဆေးညပဲရုပ်ရှင်ကြည့်ရအောင်လေဆိုပြီးအချိန်ဆွဲတတ်တယ်တီရီကနေဘက်မှာအလုပ်လုပ်ညဘက်မှာကိုပိုင် project တဲ့စည်ရင်းဒီဇယားတွေနဲ့ရုံးကန်နေရချိန်မှာကိုကောင်းကတော့ဘေးနားမှာ game ဆော့နေတာမျိုးဒါမှမဟုတ်အိပ်ပျော်နေတာမျိုးကခဏခဏပါပဲတီရီကကိုကောင်းကိုသူ့ဘေးမှာအဖော်အဖြစ်တင်မကပဲရဲဘော်ရဲဘက်တယောက်အဖြစ်ပါရှိနေစေခြင်းခဲ့တာပါအပိုင်းသုံးစိတ်ဝိညာဉ်တို့ရဲ့ကွယ်အမှုအချိန်လူကြာလာတဲ့အခါတီရီရဲ့ရင်ထဲမှာမေးခွန်းတစ်ခုပေါ်လာတယ်ငါကိုချစ်တဲ့သူကငါအိမ်မက်တွေကိုဘာလို့အတူတူမမတ်ပေးတာလဲဆိုတာပေါ့တရက်မှာတော့တီရီအရန်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့အခွင့်အရေးတစ်ခုရခဲ့တယ်ယင်းဒီမြို့နံသူတယောက်ကသူ့ရဲ့ project ကိုစိတ်ဝင်စားလို့တင်ပြဖို့ presentation ဖိတ်ခေါ်လိုက်တယ်တီရီကကိုကောင်းကိုအဖော်ဖြစ်လိုက်ခဲ့ပေးဖို့တောင်းဆိုခဲ့တယ်ကိုကောင်းဒါတီရီအတွက်တရန်အရေးကြီးတယ်ကိုကောင်းဘေးကနေအားပေးတာလိုချင်တယ်ဒါပေမဲ့ကိုကောင်းကအဲ့ဒီနေ့ကကိုတငယ်ကြီးနေနဲ့ချိန်ထားတာရှိလို့တီရီလည်းတယောက်တည်းလွတ်နိုင်တာပဲလို့ညင်းလိုက်တဲ့အခါတီရီရဲ့နှလုံးသားဟာအေးဆက်သွားခဲ့ရတယ်။အဲ့ဒီညကတီရီတယောက်တည်းငိုခဲ့တယ်။အချစ်ဆိုတာတယောက်ကိုတယောက်ပွေးရထားရုံတည်းမဟုတ်ပဲတယောက်သွားခြင်းတဲ့လမ်းကိုတယောက်ကမြေတောင်မြောက်ပေးဖို့လိုတယ်ဆိုတာသူပိုနားလည်လာခဲ့တယ်။အပိုင်းလေးချစ်လီယက်နဲ့လမ်းခွဲခြင်းနောက်ဆုံးမှာတော့တီရီခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်တယ်။နှလုံးသားကချစ်နေပေမဲ့အုံဟောက်ကမဖြစ်တော့ဘူးလို့ပြောနေပြီလေသူတို့ပုံမှန်သွားနေကြတဲ့ကန်နာလေးမှာထိုင်လို့တီရီကအေးအေးဆေးဆေးပဲစကားစားလိုက်တယ်ကိုကောင်းဒုနီယောက်လမ်းခွဲကြရအောင်နဲ့ကိုကောင်းကအယမ်းအံ့ဩကားပြီးဘာလို့လဲတီရီကိုတီရီကိုဘာမှခဲ့လို့လဲကိုတီရီကိုအခုထိချစ်နေတော့လေလို့မေးခဲ့တယ်တီရီကပြုံးကြီးမျက်လေးတွေကိုတုပ်လိုက်တယ်ကိုကောင်းတီရီကိုချစ်တာတီရီတီးပါတယ်ဒါပေမဲ့တီရီရှေ့ကိုတက်လန်းခြင်းတဲ့အချိန်မှာကိုကောင်းကရက်နေခြင်းခဲ့တယ်။တီရီကစင်ခေါ်မှုတွေကိုခုံလင်းတဲ့အချိန်မှာကိုကောင်းကတာယာမှုကိုပဲမမောခဲ့တယ်။ဒီအချစ်ကတီရီကိုအတောင်ပန်းတွေမပေးပဲအကျဉ်းချထားတယ်လို့ဖြစ်နေတယ်။တီရီကိုပြန်ရှာတွေ့ဖို့လိုတယ်တဲ့။ဒါဟာရန်ဖြစ်ပြီးလမ်းခွဲလာမဟုတ်ဘူးဗျ။ဘဝအမြင်မတူတဲ့အတွက်တယောက်ကိုတယောက်လွတ်လိုက်ခဲ့ကြတာပါ။ကိုကောင်းရဲ့လက်ကိုတီရီနောက်ဆုံးအချိန်ညင်ညင်တာတာလေးစွတ်ကွင်ပြီးနှုတ်ဆက်ခဲ့တယ်။အပိုင်းကအိမ်မက်တူနဲ့စုံစည်းခြင်းတနစ်လောက်ကြာသွားတဲ့အခါတီရီရဲ့လုပ်ငန်းကတဖြည်းဖြည်းအခြေကျလာတယ်။တရက်မှာတော့လုပ်ငန်းဆိုင်ရာဆင်မနာတစ်ခုမှာသူမင်းနဲ့ဆုံခဲ့တာပေါ့။မင်းကတီရီရဲ့ idea တွေကိုနားထောင်ပြီးဒါကအရန်ကောင်းတဲ့အကြံပဲ။သူအဲ့ဒါကိုဒီထက်ပိုပြီးချဲ့ထွင်လို့ရတယ်ဆိုပြီးချစ်ချင်းအကြံဉာဏ်တွေပေးခဲ့တယ်။မင်းနဲ့စကားပြောရတာကတီရီအတွက်တော့ရေငတ်နေသူရေတွင်းတွေသလိုပဲ။သူတို့နှစ်ယောက်ကစီးပွားရေးအကြောင်းအနာဂတ်အကြောင်းတွေကိုနာယီပေါင်းများစွာမငီးမငွေ့နဲ့ပြောနိုင်ကြတယ်။တီရီအခက်ခဲကြုံတဲ့အခါမင်းကမပူနဲ့တို့အတူတူဖြည့်ရှင်းကြမယ်လို့လက်ကိုဆွဲထားပေးတယ်။တီရီစဉ်းစားမိတယ်။အော်တကယ်လက်တွေပေါ်ဆိုတာငါရဲ့အောင်မြင်မှုကိုပဲကြည့်တဲ့သူမဟုတ်ပဲငါရဲ့စူးစမ်းမှုတွေထဲမှာအတူတူပါဝင်စီးမျောပေးတဲ့သူကိုလား။မင်းနဲ့အတူရှိတဲ့အခါတီရီကပိုးပြီးလာပါလာတယ်။ပိုးပြီးယုံကြည်ချက်ရှိလာတယ်။သူတို့နှစ်ယောက်ကwhiteboard တစ်ခုရှိမှာစီးပွားရေးအစီအစဉ်တွေဆွဲနေကြတဲ့ပုံကတကယ်ကိုကြီးကောင်းလွန်လာပါတယ်။အပိုင်း6ပျော်ရွှင်သောဘဝဇာတ်သီးမှာအခုဆိုရင်
တီရီရဲ့ဘဝမှာအိမ်မက်တီလည်းအကောင်အထည်ပေါ်နေပြီသူ့ဘေးမှာလည်းသူ့ကိုနားလေတဲ့လက်တွဲဖို့ရှိနေပြီကိုကောင်းကိုလည်းသူမမုန်းပါဘူးကိုကောင်းကသူ့ကိုအချစ်အကြောင်းသင်ပေးခဲ့တယ်မင်းကတော့သူ့ကိုဘဝအကြောင်းသင်ပေးခဲ့တာပါမိတ်ဆွေခမရမှာလည်းအချစ်နဲ့ရီမန်းချက်ကြားမှာလွန်ဆွဲနေရတယ်ဆိုရင်တခုပဲစဉ်းစားပါခမရကိုအမြဲတမ်းအေးဆေးနေပါလို့ဆွဲထားတဲ့သူထက်ခမရနဲ့အတူအမြင့်ဆုံးကိုပြောင်းပေးမဲ့သူကိုပဲရွေးချယ်ပါလမ်းချင်းမတူတဲ့သူကိုလက်လွတ်ရမှာမကြောက်ပါနဲ့အဲ့ဒီလိုလွတ်လိုက်မှသာခမရနဲ့လမ်းစဉ်တူတဲ့စိုးမိန်နဲ့စုံတွေ့နိုင်မှာပါဘဝဆိုတာတူတူလေးပါပဲကိုကိုနားလေတဲ့သူကိုအိမ်မက်တွေကိုတန်ဖိုးထားတဲ့သူနဲ့ပဲပျော်ရွှင်စွာဖြတ်သန်းလိုက်ပါအားလုံးပဲကောင်းသောညအချမ်းလေးဖြစ်ပါစေဗျာ